ပါဝါကြချင်တဲ့သူတွေရှိတဲ့ဆိုရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားနော်မြစုရစီကိုညီမလေးတယောက်ကလွန်ခဲ့တဲ့တလားလောက်ကပေါ့နော်ဒီညူရိုထီလေးလာမှာတောက်တဲ့ညီမလေးရှိတယ်အဲ့ညီမလေးကအခုသူ့ရဲ့မျက်မှန်ပါဝါကပါဝါ350ကနေအခုပါဝါ150ပဲကျွန်တော်တည်းဆိုပြီးတော့လာပြောတဲ့သူလေးတွေရှိလို့အယံဝမ်းသာလို့သတင်းကောင်းလေးလာပြောပေးတာပေါ့နော်မြစုတို့ကမျက်လုံးကအာယုံကြောတွေအယံကြီးပျက်စီးလာပြီဆိုရင်တဖြည်းဖြည်းနဲ့အမြင်တွေဝေဝါးလာတယ်ပြီးဆိုအနီးမုံလာလို့အဝေးမုံလာလို့ဖြစ်လာနိုင်တယ်ပေါ့နော်တချို့တွေဆိုရင်လုံးဝမျက်ရည်ပူတွေကြမျက်လုံးဆိုဒီမျိုးဖုန်းတွေကင်မရာတွေဆိုရင်လုံးဝကြည့်လို့မရတဲ့အထိကိုဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ဆိုတော့မျက်စိအာရုံကြောတအားအောင်မပျက်စီးနေလို့အဲ့ချိန်မှာမျက်စုတော့ဘာမှဂယူးမဆိုင်ပဲလေဒီမျက်မှန်ပဲတက်မယ်နော်ဒီအတွင်းပိုင်းကမဖြစ်ပဲလေဒီမျက်မှန်ပဲတက်မယ်ဆိုမျက်မှန်ပါဝါတဖြည်းတိုးပြီးတိုးလာရမှာပေါ့နော်အဲ့လိုမဖြစ်ချင်ဘူးကိုကနော်မျက်မှန်ကိုလည်းလွတ်ချင်နေပြီဆိုရင်လည်းမျက်စုပြောပြချင်တာဖြည့်ဆွက်စာလေးစားတော့ဖို့အချိန်ကြပြီနော်အဲ့တော့ဒီညီမလေးကိုတော့မျက်စုတိုက်လိုက်တာကတော့ဒီညူရိုထီပါနော်ဒီညူရိုထီလေးကိုသူကတရက်ကိုတစ်ခွက်သူပုံမှန်လေးတောက်ပေးတယ်သူမနဲ့အိယာထားထမင်းစားပြီးသူအမြဲတမ်းတစ်ခွက်တောက်တယ်အခုဆိုသူရဲ့ပါဝါကဒါပါဝါ350ကနေ150ဖြစ်သွားပြီပေါ့နော်အဲ့တော့မျက်စုကအယံဝမ်းသာလို့ပါအဲ့မျက်စုတို့မျက်စိအာရုံကြောအယံကိုမှပျက်စီးနေပြီဆိုဒီညူရိုထီလေးကိုတရက်တစ်ခွက်တောက်ပါဒီညူရိုထီလေးကအဲ့ပျက်စီးသွားအာရုံကြောတွေကိုပြန်ပြီးဖြည့်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ပြန်ပြီးတော့မျက်လုံးကျန်းမာပို့ပြီးတော့မျက်လုံးပြန်ကျန်းမာလာမှနိုင်ပါတယ်ကျန်းမာလာနိုင်တယ်ပေါ့နော်ရမို့ဒါလေးကိုတရက်တစ်ခွက်တောက်ပေးပါမျက်စုပြပြချင်ပါတယ်အကဲမျက်စိနဲ့ပတ်သက်ပြီးတော့အာရုံကြောအယံပျက်စီးနေတာမျိုးရှိရဆိုရင်ရောဒီညူရိုထီကိုတောက်ကြည့်ပါတော့အကြံပေးချင်တယ်နော်ညူရိုထီလေးမျက်စုစီမှာမှာလို့ရပြီ